ရှင်ဒီနေ့ကတော့တောင်သူတိုင်းရဲ့ရင်ခွင်ရဆုံးနေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်တောင်သူကြီးတို့ကိုယ်တိုင်ပြုစုပြောင်းထားတဲ့စိုက်ပျိုးသီးနှံတွေကိုရိတ်သိမ်းတဲ့ပွဲပဲဖြစ်ပါတယ်အခုတောင်သူဦးကြီးတို့လေးလာခွင့်ရမယ်စပါးရိတ်သိမ်းပွဲကတော့အရေးသေးကောင်းမွန်ပြီးအကျိုးမြတ်နှစခံစားခွင့်ရတယ်ကျမတို့ New Asia ကထုတ်လုပ်လိုက်တဲ့အရေးသေးနှင့်ဆံမျိုးစပါးကိုစိုက်ပျိုးထားတဲ့တောင်သူဦးအောင်စောဦးရဲ့ New Year ဆက်တဲ့စပါးရိတ်သိမ်းပွဲပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အရင်ဆုံးအနေနဲ့ဦးလေးရဲ့စပါးကင်းကတအေကကို222တင်အောင်ထွက်ခဲ့ရနော်ဟုတ်တယ်ဒီမှာဟုတ်ကဲ့အခုလိုမျိုးအရန်ကောင်းတဲ့ရလက်တဲ့ဦးလေးအနေနဲ့ဘယ်လိုခံစားရလဲအရန်ဝမ်းသာတာဗောကိုစပါးတွေထွက်တယ်ဆိုတော့အရန်ဝမ်းသာတာဗောဟုတ်ကဲ့ဦးလေးအနေနဲ့ပေါ့နော်ဒီမနစ်ကရောဒီ New Year စတစ်ကိုပဲစိုက်ခဲ့လားဦးလေးအနေနဲ့မနစ်စိုက်ခဲ့တယ်တီကအထွက်နှုံးအနေနဲ့ကတော့သူတို့မနစ်ကနဲ့တစ်နှစ်ကနေ180 190အဲ့လောက်ထိထွက်ခဲ့ပူတယ်ဗောဒီနေ့ကျတော့ဦးက222တင်ထွက်တယ်ဆိုတော့ပထမနေ့နဲ့စံချိန်တင်နိုင်တာဗောစံချိန်တင်နိုင်တာဗောဒီနေ့ကတော့လေဟုတ်ဦးလေးအနေနဲ့ဒီ New Year စတစ်ကိုစိုက်ပျိုးရဲ့အချိန်မှာတခြားမျိုးစပါးတွေနဲ့ရှင်ဗာအားသာချက်တွေရှိလဲလို့New Year စတစ်ကိုစိုက်ပျိုးတာဆိုတော့ဒီနေ့မှစစိုက်တာဗောဒီနေ့မှစစိုက်တာဆိုတော့အခြားမျိုးစပါးတွေနဲ့ဗာအားသာချက်ရှိလဲဆိုတော့သူကအပင်တောင်တင်းခိုင်မာမှုရှိတယ်အပင်ပွားစီးနှုံကောင်းတယ်အပင်ပွားစီးနှုံကောင်းတဲ့အတွက်အနှံများတယ်ဗောတောင်တင်းခိုင်မာမှုရှိတဲ့အတွက်လေတံမိုးတံခံနိုင်တယ်နောက်ပြီးတော့စပါးတဏ္ဍန်ပါအသီးလုံးများတယ်နောက်ပြီးတော့တဏ္ဍန်ပါအသီးနှုံများတဲ့အလျောက်နောက်ပြီးတော့အစိဆန်အောင်တာလည်းများတယ်အဲ့ဒါကြောင့် New စတစ်ကနောက်ပြီးတော့အဖျားအနှံပြက်ကလေးတွေအဖျားပြက်တဲ့အနှံပြက်ကလေးတွေမပါဘူးဆိုတော့ဒါကြောင့်အထွက်တိုးတာပါဟုတ်ကဲ့ရှင်ဒါဆိုရင်ဦးလေးအနေနဲ့တခြားစပါးစိုက်တောင်သူတွေရောဒီ New Year စတစ်ကိုစိုက်ဖို့အကြံပေးလို့လားတခြားဗာများပြောချင်တာရှိလဲရှင်ဦးလေးအနေနဲ့အခြားတောင်သူတွေကို New Year စတစ်အကျိုးမြတ်ရှိတဲ့အတွက်စိုက်ပျိုးရမယ်တကယ်လို့စိုက်ပျိုးမယ်ဆိုလို့ရှိရင်မယုံကြည်သေးဘူးအများကြီးမစိုက်နိုင်ဘူးကိုယ်လည်းရှိတဲ့ဟာအကုန်လုံးမစိုက်နိုင်သေးဘူးဆိုလို့ရှိရင်တအေးကစိုက်ပြီးစိုက်ကြည့်ပါတအေးကစိုက်ကြည့်လို့ရှိလို့ရှင်ဒီစပါးကိုစိုက်လိုက်လို့ငါအတွက်အရှုံးပေါ်သွားတယ်ဆိုတော့နောင်တရတဲ့အထဲမှာစပါးထဲမှာမပါပါဘူးဒါကြောင့်မလို့တအေးကဖြစ်ဖြစ်စမ်းပြီးစိုက်ကြည့်ပါနောက်ပြီးတော့တစ်ချက်တောင်သူတွေဘက်ကိုတည်စကားပါကျင်တာကလေချမ်းမှမဟုတ်ပါဘူးဦးလေးတို့အရာပလီမှာလေချမ်းတွေလည်းရှိကြတယ်လေချမ်းမှမဟုတ်ပါဘူးတပြန်ပြီးတော့စိုက်တဲ့ဒီဘေးကြားဖင်နေရာတို့ဒီမိုးကြိုဖင်နေရာတို့နောက်ပြီးတော့ဒီလှေတိုးဖင်နေရာတို့မှာပြန်ပြီးတော့စိုက်မယ်ဆိုလို့ရှိရင်လေချမ်းနီးအခုလို222တင်ထွက်နိုင်ပါတယ်အခုရိတ်လိုက်တဲ့222တင်ထွက်တဲ့လယ်မြေဆိုတာလဲဒါမိုးကြိုစပါးစိုက်ထားတာပါမိုးကြိုစပါးပထမမိုးကြိုစပါးစိုက်ထားပြီးတော့လက်တီကောက်ကိုနယူဝမ်းစိုက်ထားပြီးတော့လက်တီကောက်ကိုစပါး90ကျော်100နီးထွက်ခဲ့တာပါဒါဒုတိယကြိမ်ပြန်စိုက်တဲ့17လပိုင်း23ရက်နေ့မှာဒုတိယကြိမ်ပြန်စိုက်တာအခု222တင်ထွက်တာပါဒီနေ့ဆိုလို့ရှိရင်တက်တန်းအဖြစ်110ပြည့်တဲ့နေ့ဒီနေ့ရိတ်တာပါဟုတ်ကဲ့ရှင်ဟုတ်အခုလိုမျိုးဖြစ်ကြပြတဲ့အတွက်ဦးလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်New Asia ကိုလည်းဦးလေးအနေနဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်အမေအနေနဲ့ပေါ့နော်တောင်သူဦးအောင်စောဦးရဲ့ဒီစပါးရိတ်သိမ်းပွဲကိုလာရတဲ့ခန်းစားချက်လေးပြောပြပေးပါအောင်ရှင်လာရတဲ့ခန်းစားချက်ကတော့လယ်သမားအချင်းချင်းသူကရိတ်သိမ်းပွဲလုပ်မယ်ဆိုလို့လာလိုက်တဲ့ခါမှာဝမ်းလဲဝမ်းသားတယ်ဝမ်းသာစရာစပါးတွေလည်းထွက်လို့ဝမ်းလဲပိုးသားတယ်ဟုတ်ပြီးတော့ဒီအမေအနေနဲ့ကတော့ဒီနှစ်တည်းမှာဘာစပါးမျိုးတွေစိုက်ထားလဲဘာစပါးမျိုးတွေစိုက်လဲဆိုအဲ့ဒီနယူအလဲပန်းကိုစိုက်ပါတယ်နှစ်ကတော့နယူဝမ်းကိုစိုက်ပါတယ်ဟုတ်အဲ့ဆိုလို့ရှိရင်အထွက်နှုံးနေရရောဘယ်လောက်ထိထွက်ခဲ့လဲအထွက်နှုံးနေရတော့200စွန်းတဲ့လူတွေလည်းစွန်းရတယ်200ထွက်တဲ့လူတွေထွက်တယ်180ဆိုတာလည်းထွက်ပါတယ်ဟုတ်ကဲ့ရှင်အခုလိုမျိုးဖြစ်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ဦးလေးရဲ့နာမည်လေးလည်းမိတ်ဆက်ပေးပါအောင်ရှင်ဦးလေးကဦးတင်တယ်လို့ခေါ်ပါတယ်ဦးတင်တယ်ဟုတ်ကဲ့ဦးလေးဒီပေါ့နော်ဦးလေးအနေနဲ့တောင်သူကွန်ဆော်ဦးရဲ့ပေါ့နော်စပါးစိုက်ခင်ရိတ်သိမ်းပွဲကိုလာတဲ့အခါမှာခန်းစားချက်လေးလည်းပြောပေးပါအောင်ရှင်ဟောသူ့ရဲ့စပါးရိတ်သိမ်းပွဲလာတဲ့ခန်းစားချက်ကတော့အတိုင်းမီဝမ်းသာပါတယ်စပါးလို့ထွက်နှုံးလေးစားရလို့တိုးထွက်အောင်သူလုပ်တဲ့နီးစနစ်ကလေးတွေကုန်တိလာလေးလာတဲ့ခါမျိုးကြတော့လေဟုတ်ကဲ့ရှင်ပြီးတော့ခါကြတော့ဗောနော်ဒီဦးလေးအနေနဲ့ကောဗောနော်ဘာစပါးမျိုးတွေစိုက်ပျိုးလဲမှနှစ်ကရောဘာစပါးမျိုးတွေကိုစိုက်ပျိုးခဲ့လဲရှင်ဟောဦးလေးမနှစ်ကလည်း New Year တစ်ဗောအဲ့ဒါကိုမနှစ်ကလည်းစိုက်ပျိုးခဲ့တယ်ဒီနေ့လည်းကိုအောင်စောဦးစီရယူပြီးတော့ New Year စက်တစ်ကိုလည်းဟာ
ဧက40စိုက်ပျိုးထားတော့ ဟောဧက40စိုက်ပျိုးထားတယ်ဦးလေးဒီစိုက်ပျိုးနေတဲ့တခြားတွင်းမှာပေါ့နော်ဒီအပင်ပေါ်မှာဦးလေးနေနဲ့နှစ်သက်မှုလေးတွေကဘလို့ပိုင်းခြားလေးရှိလဲရှင် အပင်ပေါ်မှာနှစ်သက်မှုကရှိပါတယ်ဘာလို့အပင်တောင်နေမှုရှိတယ်ရန်လဲမှုရှိတယ်တဘာဝဘေးတဲ့တန်ကိုလည်းခံနိုင်တယ်သူက ဟုတ်ကဲ့ ဒါကြောင့်အပင်ရန်လဲမှုမရှိတယ်စဘာထွက်လုံးလည်းတိုးမလို့ဦးလေးယူဆပါတယ် ဟုတ်ကဲ့ရှင်ဦးလေးဒီလိုမျိုးပေါ့နော်စိုက်လာတာကရောဘယ်နှစ်လောက်ရှိပြီလဲ စိုက်လာကတော့4နှစ်5နှစ်လောက်ရှိပါပြီဒီကောင်မျိုးစိုက်ခဲ့တာ ဟုတ်အထွက်နှုန်းတွေရောဦးလေးဘယ်လောက်ထိပေါ့နော်ထွက်ခဲ့ဘူးလဲရှင် ပထမဆုံးစိုက်တဲ့နှစ်ကတေးကောက်150လောက်စိုက်တယ် ဟုတ် မနှစ်ကတော့160နဲ့80 80မှာလိုက်လာတယ် ဟုတ်ကဲ့ရှင်ဟုတ်အခုလိုမျိုးဖြစ်ကြပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင် ဦးလေးကျေးဇူးတင်ပါတယ်ဒီမှာ ဟုတ်ကဲ့ပါ နာမည်တောင်သူဦးတော်မင်းတန်းပါ ဟုတ်ကဲ့ပါဦးလေးပေါ့နော်ဒီဦးလေးအနေနဲ့ဒီတောင်သူဦးအောင်ဆိုဦးရဲ့ပေါ့နော်စပားရိတ်သိမ်းပွဲကိုလာရတဲ့ခန်းစားချက်လေးလည်းပြောပြပါအောင်ရှင် ဝန္တာပီတီဖြစ်ပါတယ်အားလည်းအားကြပါတယ် ဟုတ်ပြီးတော့ခါရဦးလေးအနေနဲ့ကရောဘာစပားမျိုးတွေကိုစိုက်ပျိုးထားလဲ ကျွန်တော်ဒီနေယူပဲကျွန်တော်စိုက်ကြတော့ဒီကောဆိုရင်တော့9နှစ်ရှိပါပြီ ခုနှစ်တောင်ရှိပြီဟုတ်ဒီစိုက်ပျိုးတဲ့ခါမှာပေါ့နော်ဦးလေးဒီအပင်ရဲ့ပေါ့နော်လက္ခဏာရက်တွေဦးလေးအနေနဲ့ဘယ်လိုမျိုးလက္ခဏာရက်တွေတွေ့ရလဲရှင် ဘယ်လိုလိုလက္ခဏာရတွေ့ရလဲဆိုတော့ဒီစဘာပင်နေထားမစိုးခေါ်မစိုးပါဘူးကောင်းပါတယ် ဟုတ် ကျန်တဲ့စဘာတွေနဲ့စားရရှိရင်လည်းအထွန်းထုံးလဲမစိုးကောင်းတယ် ဟုတ်ကဲ့အဲ့ဒါပြီးတော့ခါကြတော့ဦးလေးအနေနဲ့ဒီစပားကိုပေါ့နော်ဟိုဟာပေါ့စိုက်ပျိုးခဲ့တဲ့ဒီတခြားမှာဆိုလို့ချင်းအထွက်နှုံးပေါ့နော်ဘယ်လောက်တွေထွက်ခဲ့ဘူးလဲရှင် ဘယ်လောက်ဒီထွက်ခဲ့မလဲစပြီးတော့ရေသိမ်းတဲ့အချိန်ကတော့လေချမ်းမှာအနေဆုံး200ဒီပတ်လေတော့သွားတယ်ဒီဘေးကြားစိုက်တို့တကြံဆိုလို့ရှိရင်တော့180ပတ်လေတော့ပြီး ဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ချင်းလာမယ့်နှစ်မှာရောဦးလေးအနေနဲ့ဗာမျိုးတွေကိုစိုက်ပျိုးဖို့စဉ်းစားထားလဲရှင် အခုဒီနောက်ထွက်တဲ့နယူးတန်းပေါ့နော်ဒီနယူးတန်းဒီနေ့စမ်းကြဲလိုက်တယ်စမ်းကြဲလိုက်လို့ဒီစဘာကပထမနယူးလိုပဲအထွန်းနှုံးပုံမှန်ပဲသွားရတယ်ဆိုရင်တော့ဒီစဘာမျိုးပဲဆက်ကြဲဖို့အစီအစဉ်ရှိတယ် ဟုတ်ကဲ့ပါရှင်ဦးလေးအနေနဲ့လည်းစပားရဲ့အထွက်တွေအများကြီးတိုးပါသေးလို့ဆုတောင်းပေးပါရရှင် ပေးလို့ရှိနေကြည့်ပါစေ ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါ ဟုတ်ကဲ့ဟိုဟာလေဦးလေးရဲ့နာမည်လေးလည်းမိတ်ဆက်ပေးပါအောင်ရှင် ကျွန်တော်နာမည်ကဦးကျော်ကြီးတို့ခေါ်ပါတယ် ဟုတ်ကဲ့ပါရှင်အခုပေါ့နော်ဦးလေးတို့အနေနဲ့ဒါတောင်သူဦးအောင်စောဦးရဲ့ပေါ့နော်စပားရိတ်သိမ်းပွဲကိုလာရတဲ့ခန်းစားချက်လေးလည်းပြောပြပါအောင်ရှင် ။အော်အခုလိုသဘာဝတွေတော့ရန်ဝမ်းသာတာပေါ့။လက်သမားတွေကတော့ဒီသဘာဝထုတ်ဖို့ပဲလေ ဟုတ်ကဲ့ရှင်ဟုတ်ဒီဟိုဟာပေါ့နော်ဦးလေးတို့အနေနဲ့ရောဒီစပားမျိုးတွေပေါ့နော်ဒီနေ့ဒီမှာဘာစပားမျိုးတွေစိုက်လဲရှင် ။အခုလောဆယ်ကတော့ထိုင်းမယ်ဆိုင်ရကျွန်တော်တို့က ဟုတ်ကဲ့ရှင် ကျွန်တော်တို့နေရာတွေကရေနဲ့တဲ့နေရာလည်းဖြစ်တယ်နောက်ပြီးတော့လေကမညီကျဲတော့မို့လို့ ဟုတ်ကဲ့ဟုတ်အခုလိုမျိုးပေါ့နော်ဒီဟိုဟာပေါ့ညီမတို့ဒီ New Asia Company ကထုတ်လုပ်တဲ့ပေါ့နော်စပားမျိုးတွေကိုပေါ့နော်နောက်ရသည်မှာဆိုလို့ရှိရင်စိုက်ပျိုးဖို့အတွက်ကောအခုအနေနဲ့စိတ်ကူးရှိလားရှင် ရှိပါတယ်ခင်ဗျာကျွန်တော်စဉ်းစားထားပါတယ်ကျွန်တော်တို့လေတာပတ်ပြီးသွားလို့ချင်းမြေတွေပိုင်းညှိသွားလို့ညီသွားလို့ချင်းလုပ်ဖို့စဉ်းစားထားတယ် ဟုတ်ကဲ့ပါဟိုဟာပေါ့နော်ဒီလိုမျိုးလေးလည်းဖြည့်ချပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ကျွန်တော်တို့ဝမ်းသာပါ ဟုတ်ကဲ့ပါအခုမြင်တွေ့လေးလာခဲ့ရတာကတော့တောင်သူဦးအောင်စောရဲ့တင်း222တင်းထွက်ခဲ့တဲ့စပားရိတ်သိမ်းပွဲပဲဖြစ်ပါတယ်ရှင်အထွန်းနှုံးကတော့တကယ်ကိုမှကျင်းနဲ့အားရဝမ်းသာပြပါပဲနယူးအေရှားရဲ့အမြဲတမ်းဆွဲကင်ထားတဲ့စောင့်မှုတစ်ခုဖြစ်တဲ့အထွန်းနှုံးနှစ်ဆအကျိုးမြတ်နှစ်ဆယုံကြည်မှုနှစ်ဆဆိုတာကိုအပြောနဲ့မဟုတ်ဘဲနဲ့လက်တွေ့ပြသလိုက်တာပါပဲရှင်ဦးကြီးတို့အားလုံးလည်းကျင်းနဲ့လိမ့်မယ်လို့ပြောလို့ပြပါတယ်ဟုတ်ကဲ့ပါကျမတို့ New Asia ရဲ့ခံယူချက်ကတော့အရေးသွေးပြေဝပြီးအထွန်းနှုံးကောင်းရမယ်ဆိုတဲ့အချက်ပဲမို့လို့အရေးသွေးပြေဝတဲ့မျိုးစပါးတွေကိုသာဦးကြီးတို့လက်ထဲရောက်ပို့ဝင်မယ်ဆိုတာကိုအပြည့်အဝယုံကြည်စိတ်ချနိုင်ပါတယ်ဒီအတွက်လည်းကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့အတူအစဉ်အမြဲစနစ်တကျစ조사ဆောင်ရွက်လျက်ရှိပါတယ်တောင်သူကြီးများအားလုံးအရေးသေးကောင်းမွန်ပြီးအထွတ်နှုံးကောင်းတဲ့စပားဆိုင်ခင်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်